ကျွန်တော်လူတိုင်းမှာဒီလိုကိစ္စလေးတွေဆိုတော့ရှိပါတယ်ကျွန်တော်ရဲ့အနာဂတ်အတွက်ကျွန်တော်ရဲ့ဘဝရှေ့ရေးအတွက်တွေးပူပြီးတော့အိတ်မရတဲ့ညတွေဆိုတာလူတိုင်းမှာရှိပါတယ်ကျွန်တော်ရဲ့အနာဂတ်တွေအတွက်ကျွန်တော်ဘဝရှေ့ရေးတွေအတွက်အာမခံချက်ပေးတဲ့လုပ်ငန်းတွေကိုအောင်မြင်မှုတွေကိုငွေကြေးတွေကိုကျွန်တော်လူတိုင်းကလိုချင်ကြတယ်အဲ့ဒါတွေကိုရှာဖို့အတွက်ကျွန်တော်တို့ကအချိန်တွေအများကြီးပေးပြီးတော့တွေးတောနေမိတတ်ကြပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေရာမှာတစ်ခုပြောချင်တဲ့အရာကကျွန်တော်တို့အမြဲတမ်းတွေးပြီးတော့ကျွန်တော်အမြဲတမ်းစိတ်ကူနေတဲ့ကျွန်တော်ရဲ့အနာဂတ်ဆိုတဲ့အရာကြီးကိုကျွန်တော်အမှန်တကယ်ပဲတွေ့ကြုံခံစားပြီးတော့ဖျက်ချော်ရပါမလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဒီနေရာမှာမေးချင်တယ်။ဘာလို့လဲဆိုရင်တော့ကျွန်တော်တို့ကဘာပေါ်မှာစစ်တမ်းကောက်ချက်တွေရပြက်မြအနေအားဖြစ်ပေါ့နော်။တစ်စက္ကန့်ကိုလူနှစ်ယောက်လုံးတည်နေတယ်လို့ကျွန်တော်တို့သိရှိရပါတယ်။ဒီဟာကိုကြည့်ချင်းအပြင်ကျွန်တော်တို့မျော်လင့်တောင်းတနေတဲ့အနာဂတ်ဆိုတဲ့အရာထက်နောက်ဘဝဆိုတဲ့အရာကပိုပြီးတော့မြန်ဆန်စွာရောက်ရှိသွားနိုင်ပါတယ်ကျွန်တော်ရဲ့နောက်ဆုံးစက္ကန့်တွေဟာပဲအချိန်မှာရောက်လာမယ်ဆိုတာမသိနိုင်ဘူးဒါကြောင့်မို့ကျွန်တော်ဒီနေရာမှာခေါ်အားပေးခြင်းနဲ့ကျွန်တော်ကြုံတွေ့ရမှာမတေချာတဲ့အနာဂတ်အတွက်ကျွန်တော်အမြဲတမ်းတွေးပူပြီးတော့စဉ်းစားနေတယ်လို့ပဲကျွန်တော်တေချာပေါက်ကြုံတွေ့ရမယ့်နောက်ဘဝအတွက်ရောတေချာလေးတွေးပူပြီးတော့စဉ်းစားစီခြင်းနဲ့ဒါပေမဲ့ကျွန်တော်လူတွေကအခါတည်းမှာအနာဂတ်အတွက်အာမခံချက်ပေးတဲ့လုပ်ငန်းရှင်တွေအောင်မြင်မှုတွေပတ်စံတွေကိုကျွန်တော်တို့ကဒါလိုချင်နေပေမဲ့ကျွန်တော်နောက်ဘဝအတွက်အာမခံချက်ပေးတဲ့ဖယားသခင်ကိုတော့အမြဲတမ်းညှင်းပယ်နေမိတတ်ပါအဲ့ဒီဖယားသခင်ကတော့အခြားသူမဟုတ်ပါဘူးယေရှုခရစ်တော်ပဲဖြစ်ပါလေယေရှုခရစ်တော်ကကျွန်တော်တို့လူသားတွေအတွက်တင့်အတွက်ကျွန်တော်အတွက်လောဘကတိုင်းမှာအတိခံနေ၃ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်ထို့အရာကိုယုံကြည်တဲ့သူကအပြစ်လို့ရတဲ့အခွင့်နဲ့သူနောက်ဘဝမှာကောင်းရာဒုက္ခကိုရောက်မယ်ဆိုတဲ့အာမခံချက်ကိုပေးပါတယ်ဒါပေမဲ့ကျွန်တော်လူတွေကဖယားသခင်ကိုအမြဲတမ်းညှင်းပယ်နေမိတတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ဒီနေရာမှာခွန်အားပေးခြင်းနဲ့သူယေရှုခရစ်တော်ကိုခမည်းအနေနဲ့မယုံကြည်နိုင်ဘူးဆိုရင်တော့မှခေါ်ဖိမြည်ဆန်းကြည့်လို့ရပါတယ်ကျွန်တော်ရဲ့အနာဂတ်တွေအတွက်စိန်ခေါ်မှုတွေကိုကျွန်တော်ရင်ဆိုင်နေတယ်လို့ပဲကျွန်တော်တေချာပေါက်ကြုံတွေ့ရမယ့်နောက်ဘဝအတွက်အာမခံချက်ပေးနေတဲ့သူယေရှုခရစ်တော်ကိုရောခေါ်ဖိမြည်ဆန်းဖို့အတွက်ကျွန်တော်ရင်းနဲ့ခွန်အားပေးချင်တာဖြစ်တယ်ဆိုတော့အားလုံးကဘုရားသခင်အထူးကောင်းကြီးပေးပါစေ